ဝါဒီဘလိုတော့မျိုးလုံးကျွတ်သွားပြီဗျာတော်ကြက်နဲ့ပါရဲ့ပွဲဖြစ်ပါဒါဘယ်နိုင်ငံသူဒီတော့မပြီးဗျာပါရဲ့အလွန်ကြက်နေဗျာဒီမနိုင်ငံမှာဒီလိုပါရဲ့ပြန်ပွဲတာရှိတယ်ဘလို့တော့ဝင်ပြန်မလားဗျာကျွန်တော်တော့စုမရချင်ဘူးဗျာဝမ်းတော့မတိုင်းဘူးကဲဆက်ကြည့်အောင်ကျွန်တော်ဒီလိုဆိုရင်ရဲတော့ခင်ဗျာဘာလဲတော့ကျန်းနေနော်ဒါနိုင်ငံသားတွေပဲဒီပြန်ပွဲကိုလုပ်ရဲလို့ထင်ပါမြန်မာနိုင်ငံသားတွေဒီလိုပြန်ပွဲမျိုးလုပ်ရဲကြလာဘူးဒါဆိုကောင်မနဲ့ကောင်မချင်းချတာပေါ့ဗျာဒါလေးကိုမိတော့မကွက်ဘူးဗျဘယ်လိုပါညူသွားလဲကောင်မဆိုအကောင်းသေးပါထပ်သွားနော်ဒီကောင်ဆိုမျိုးလုံးပဲရွေ့တော့ဘာဖြစ်ကြလဲတော့ဒီကောင်ဆိုခေါင်းကိုလဲထွက်လာပြီခါလေးကိုလဲပါကောင်းဒီနေတတိတော့မဟုတ်ဘူးဒီပြန်ပွဲဝင်ပြန်ရအောင်တတိရတယ်နေတဲ့တတိပုံပြစားလေးကိုမူးလေကြပါဘာဖြစ်ကြဒီကောင်ကိုကြောင်းတော့ပြကောင်းမရတော်ကျန်းနေဗျဘာမှမမှုဆိုရရက်စက်တခွာဒါဆိုရင်တော့လဲကြပါကျောင်းကောင်းကိုလဲထွက်သွားညာတော့မျိုးလုံးပိန်းသွားပြီကောင်းနဲ့ခုံနဲ့ဆောက်ပြီးတော့လဲတော့ဒါလေးကိုတန်းမိသွားဒါလေးကိုပွဲပြီးပြန်ထွက်သွားစုမြချင်နေကြကျွန်တော်တို့ဒီပြန်ပွဲတော့လုံးဝဝင်ပြန်မဲ့ဒီစားလုံးဝမရှိတော့မြန်မာနိုင်ငံနဲ့ဒါမျိုးလုံရဲမဲ့အစားမျိုးလည်းရှိတော့ဒါဆိုရင်တော့ခုံဝင်မှောက်ရေးညဘူးလေတော့ယောဒါလေးကိုမေးကြတော့ဒီလိုချမ်းအောက်ကြပါ